မင်္ဂလာပါကျွန်တော်အခုရောက်ရှိနေတာကတော့ဒါမြောက်ကုန်း35ဆိုင်ရရောက်ပေါ့နော်ပင်လုံလမ်းမနေဝင်မယ်ဆို17လုံးမြောက်ဒီနောက်က40ပေ60ပုံမှာဆောက်လုပ်ထားတဲ့ဒီ 3RC လုံးချင်းအိမ်လေးကိုထိုးလုပ်ပြီးမှဖြစ်ပါတယ်ဒါမြင်ရတဲ့အတိုင်းပေါ့နော်ဒါမျက်နှာစာမှာဆိုလဲဒါရွှေရောင်နေတုပ်ပေးထားတယ်အဖြူနဲ့သူရွှေကိုနှစ်ဦးကိုဒါဆက်ပြီးတော့ဒါအိမ်ဒီဇိုင်းဖော်တာတွေ့ရပါတော့ချန်စီယိုတွေဆိုလဲဒါနှစ်ထပ်ဗလိတ်ဆူဂျိုတွေတက်ဆင်တာတွေ့ရမယ် CCTV ဘာလဲအကုန်တက်ဆင်ပါပြီပေါ့နော်ကျွန်တော်နဲ့အတူတူဒါအထဲကိုလိုက်ကြည့်အောင်တော့ main တကားတော့သူကဒီတွန်းလာနဲ့ slide တွန်းနဲ့နှစ်ခုတက်ဆင်ပေးထားတွေ့ရတယ်။ဒါဝင်ချင်းမှာဆိုရင်ဒါကားပါကင်ပေါ့နော်။ garage ထဲမှာတစ်စီးရမယ်။ဒီဘက်မှာလည်းသူကတစ်စီးထပ်ကျန်လာလို့ရမယ်ပေါ့နော်။ဒီအောက်မှာတော့ဒါကျွန်တော် underground တက်ရှိရပေါ့နော်။ဒီမျက်နှာစာမှာဆိုတော့ဒါ power station တွေ grower မျိုးစားတွေတုံးထားတယ်။ဒီနောက်မှာဆိုလည်းဒါ motor တွေပါလက်စကုန်တက်ဆင်ပေးထားပါပေါ့နော်။ကျွန်တော်တို့အတူတူအထဲကိုလိုက်ကြည့်လိုက်အောင်။ဒါကျွန်တော်တို့ living room နဲ့ရောက်ပါပြီဒါ living room နဲ့ဝင်ချင်းမှာဆိုတော့ဘေးကနေ slide တော့ပေါ့နော်ဒါကားပါကင်ကနေပြီးတော့ဝင်လို့ရအောင်တခါတက်ဆင်ပေးကြတွေ့ရတယ်ကဲဒါ living room မှာဆိုတော့ဒီမှာ stand aircon တွေဒီ light ကဆိုလို့နှစ်ထပ် light ကပေါ့ UV ပါမယ်နှစ်ထပ် light ကတွေအပေါ်မှာမီးတိုင်းအလှတွေဒါ aircon ကလည်း private living room ပုံစံမျိုးဒီမှာခေါင်းတက်ဆင်ထားတွေ့ရတယ်နော်ဒီမြေကြီးတက်မှာဆိုရင်တော့ living room ရယ်ပြီးတော့ master အခန်းရယ် dining room ရယ် kitchen room ရယ်ရှိမယ်ဒါတော့ကျွန်တော်တို့ master အခန်းပဲဖြစ်ပါတယ်master အခန်းဆိုတော့ဒါကြကြဝန်းတွေ့ရတယ်ပေါ့နော်ဒီကျွန်းပါကေးစီလင်းတွေပါလေစအကုန်တေချာပြင်ထားတယ်ဒီရေချိုးကန်းထဲမှာဆိုတော့ရေဘူးရေတွေပါလေစအကုန်တက်ဆင်လာပေါ့နော်ဒီလက်ကကွင်းအောက်မှာတော့ဒါကားကြတော့ကျွန်တော် dining room အတွက်နေရာ space တစ်ခုပေးထားပါတော့ဒီ dining room ဒီဘက်နောက်မှာဆိုလဲဒါ common toilet နဲ့အများဆုံး common toilet နဲ့ရှိမယ်ဒီဘက်အောက်မှာဆိုတော့ဒါ store room ပေါ့နော် store room အတွက်နေရာပေးထားမယ်ကျွန်တော်ဒီဘက် kitchen room နဲ့တွားကြည့်မယ်ဒါ kitchen room မှာဆိုတော့နှစ်ဖက်ပေါ့နော်တကားအပေးရှိမယ်ဒါကတော့ main room ပေါ့နော် kitchen room နဲ့ attach လုပ်ပေးထားတယ်kitchen room ဆိုလည်းဒါကြကြဝန်းရှိရပြောလို့ရပါတော့နော်ဘေးစင်တွေပါအကုန်ဘေးစင်ဆိုလည်းနှစ်ခုပေါ့ထားပြီးထားတယ်ဒီမှာအောက်ကဆိုလည်းအောက်ကကပီနက်တွေပါမယ်လိုအပ်အပ်ကပီနက်တွေအကုန်ပါမယ်ဒီမှာ gas stove တွေ exhaust hood တွေအစားအကုန်တက်ဆင်ပေးထားတာတွေ့ရပါတော့ကဲကျွန်တော်ဒီပေါ်မှာဆိုလည်း air con တွေပါတက်တာလေဒီနောက်မှာကျတော့ watching machine တော့ပေါ့နော်ဒါနေရာပေးထားတယ်နောက်မှာဒါ space တစ်ခုအကျယ်ရှိသေးတယ်ပေါ့နော်ကဲကျွန်တော်အပေါ်ဓာတ်ကိုတက်ကြည့်မယ်ဒီကကွင်းနေလဲဒါကြည်ဝန်းတွေ့ရပါတော့အဝင်ကတက်ကကျဲလို့ခံစားရတယ်ဒီကားတွေလည်းတည်တယ်ပေါ့နော်ဒီကားနေရတက်ချင်းနေရနေမှာဆိုတော့အလှဆင်ပေးထားတယ်ကိုတွေ့ရတယ်โอเคဒါကျွန်တော်တို့ပထမတက်ကိုရောက်ပါပြီပထမတက်မှာဆိုတော့အိတ်ခန်း3ခန်းနဲ့ဒါဖျားခန်းပြီးတဲ့နေရာပေးထားပါတော့ဒါကတော့ဖျားခန်းတော့ပေးထားတဲ့living space လေးဖြစ်ပါတယ်ဒီအရှိမဆိုတော့ runner အရှိရှိအောင်ပေါ့နော်ကျွန်တော် runner တွေကိုထွက်ကြည့်မယ်ဒါ runner ဆိုလဲကြကြဝန်းတွေ့ရပါဘောနော်ဟိုဘက်ဒီဘက်အရှိရှိမယ်ဒါမျက်နှာစာတစ်ခုလုံးတော့ runner ပြည့်ထုတ်ထားမျိုးတွေ့ရပါဘောနော်အပေါ်မှာဒီတက်ထားတဲ့မျက်နှာချက်တွေအစားအကုန်လှဆင်ထားတွေ့ရတယ်โอเคဒါ master ခန်းနဲ့တော့ပါမယ်ဒါတော့ master ခန်းပဲဖြစ်ပါတယ်ဒီ master ခန်းတော့ main master ခန်းလို့ပြောလို့ရတယ်ခြေဝရေတွေ budget တွေဒါအကုန်အထဲမှာတက်ဆင်ထားတယ်ပေါ့နော်ရေချိုးကန်းနေဆိုလို့ဒီစားလှလှလေးတက်ပေးထားတယ်။ကျွန်တော်နောက်ထပ်တစ်ခါတော့ကြည့်မယ်။ဒီမှာဆိုတော့ဒီဘက်မှာ master တစ်ခန်းဒီဘက်မှာ master တစ်ခန်းရှိမယ်ပေါ့နော်။ဒီဘက်ခန်းနဲ့တော့မယ်။ဒီ master ခန်းတော့ square နဲ့ကျယ်တယ်ဒါ square ကျပြီးတော့ဒါပိုပြီးကျယ်လို့ခံစားရမီးတိုင်းဆိုတော့အလှတယ်ပေါ့။ ceiling aircon တွေပါလေအကုန်လုံးကတော့ဒါအသင့်တွေအကုန်တက်ဆင်ပေးထားအောင်တွေ့ရတယ်။ဒီဘက်ရှေ့မှာဆိုတော့နောက်ထပ် master တစ်ခန်းရှိအောင်ပေါ့နော်။ဒီမှာ master ခန်းဆိုလဲအကုန်လုံးမြင်ရတဲ့အတိုင်းပဲကြကြဝန်းနဲ့ဒါကြကြလေးလေးဖွဲ့ပြီးသားတယ်စီလင်းတွေပါရဲ့စဝါတော့တွေပါထားဖို့တော့လည်းနေရာအကုန်တက်ပြီးသားတယ်ဒီရေချိုးကန်းတွေပါလေအကုန်လုံးကတော့ master ခန်းတိုင်းမှာတော့ရေဘူးရေးတက်ဆင်ပြီးသားတွေ့ရအောင်နော်ကဲကျွန်တော်အပေါ်ဆုံးတက်ကိုသွားကြည့်မယ်ကဲဒီအပေါ်ဆုံးတက်မှာဆိုရင်တော့သူက master တက်ခန်းရယ်ပြီးတော့ဒီဘက်ကအခန်းတစ်ခန်းတော့ဗောနော် gym room လုပ်မလားဒါမှမဟုတ်လည်းကို study room လုပ်မလားဗောနော်ကိုကြိုက်တာအသုံးပြုလို့ရအခန်းရှိမယ်အဲ့တော့မှတော့ common room toilet တစ်လုံးနဲ့ပါအောင်ဗောနော်ဒါတော့ master ခန်းပဲဖြစ်ပါတယ်ဒါကတော့အပေါ်ဆုံးတစ်ခန်း master တစ်ခန်းဗောနော်ဒီအိမ်မှာအားလုံးတူတူစုစုပေါင်းအိတ်ခန်း5ခန်းပါမယ်ရေဘူးရေးတွေ budget တွေပါမယ်ဗောနော်ဒီမှာကျတော့ဒါအပေါ်ကနေ gym ဆော့ပြီးတော့ဒါအသုံးပြုလို့ရအောင်လို့ common toilet တစ်လုံးထားပေးရတယ်ဒါကတော့အောက်ကိုကြွေပြားတွေပါခင်းထားတယ်အဲ့တော့ကိုဒါ gym room လုပ်မလားဟိုကို study room လုပ်မလားဟို office room လုပ်မလားဗောနော်ကိုကြိုက်တဲ့အတွက်အသုံးပြုလို့ရတယ်ကျွန်တော်အရှိကိုထွက်ကြည့်ကြမယ်နောက်မှာပေါ့လေကဝါတက်ချင်းမှာဆိုတော့မိတိုင်းဆိုအလှပေးစားလေးလုပ်ပြီးတာကဲဒါကျွန်တော်တို့အပေါ်ကဒါ area ကိုရောက်ပြီပေါ့နော်ဒီမှာကျတော့ slab ပဲဒီမှာကို party တွေပါလောက်တာပဲလုပ်ပြီပေါ့နော်
ညနေခင်းလေကောင်းလေကန်ရှူရလို့ဖြစ်ပေါ့အားကလောက်တာတော့ဒီမှာအကုန်လုံးလုပ်ရတယ်ဒီပတ်လေဒါအုပ်ရိုးတွေဆိုတာ6လက်မအုပ်ရိုးတွေသုံးနေတာတွေ့ရတယ်ပေါ့နော်အဲ့ဒါအပြင်ဝင်မှာဘေးစင်တစ်ခုတက်ပြီးတော့မမဆိုဘေးစင်တစ်ခုတက်စင်တာတွေ့ရတယ်မျက်နှာချက်တွေလည်းဒါအပေါ်ဆုံးတက်တည်းကိုသူစားလိုက်လုပ်နေတာပေါ့နော်ပြီးအပေါ်ဆုံးမှာလည်း roof ရှိတယ်ဒီ roof မှာဆိုရင်လည်း overhead အကုန်တင်ထားမယ်water heater ပါတင်ထားရရှိသေးတယ်ပြီးတော့ရေတန်းဆက်တွေအစားတင်ထားပါတော့ကျွန်တော်အပေါ်ဆုံးတက်ကိုလည်းတက်ကြည့်လိုက်ဒါကျွန်တော်အပေါ်ဆုံးတက်ကလူတော့ကိုရောက်ပါပြီဒီမှာ360 view ပေါ့နော်ပတ်ဝန်းကျင်အကုန်လုံးမြင်ရမယ်ဖျား view တွေပါလည်းအကုန်မြင်ရပါပေါ့နော်ပြီးတော့ဒီမှာအပေါ်ဆုံးတက်မှာဆိုရင်တော့ overhead တန်တွေတော့အမိုးတွေပါအကုန်လုပ်ထားတယ်မိုးကျူးလွဲတွေပါလည်းအကုန်တက်ဆင်ပေးထားတယ်ဒီမှာဆိုလည်းရေတန်းဆက်တွေပေါ့နော်ဒါချိုးရည်သုံးရည်တို့ကဒါရေတန်းဆက်တွေပေါ့နော်တောက်ရည်တော့မပါဘူးဟိုတောက်ရည်ကိုတန်းရေတန်းလိုချင်တယ်ဆိုတာထပ်ပြီးတော့တက်ဆင်လို့ရမယ် water heater တွေပါလည်းအကုန်ပါတယ်ကဲကျွန်တော်အောက်ထပ်ကနေအပေါ်ထိတအိမ်လုံးတက်တာပြီးသွားပြီဆိုတော့မိတ်ဆွေတို့အနေနဲ့ဒီအိမ်လေးကိုစိတ်ဝင်စားရှင်တော့ကျွန်တော်ညုံရွယ်ဒီ Facebook Messenger ဒါမှမဟုတ် hotline နံပါတ်ဖြစ်တဲ့ခုံလေးရှိရှိချောက်ကိုဆက်သွယ်ဆောင်ရွက်ပွဲမှရယူပြီးတော့ဆောင်ရွက်နိုင်ပါတယ်ခင်ဗျာ